ဘာချက်ရင်ကောင်းလဲစဉ်းစားလိုက်တဲ့အချိန်မှာဒီလိုမူးမေ့သွားလောက်အောင်ကောင်းတဲ့ vegetable biryani အတီးရွက်တံပေါက်ချက်မယ်လူတွေပြောကြအောင်မယ် does it even exist yes of course India အစားအစာတွေမှာနာမည်ကြီးရတဲ့တခု and I even wearing an Indian style dress ပစ္စည်းတွေကအစုံအလင်မဲ့မှားချထားတာတော်မြတ်ရချက်ညအရန်လွယ်တယ်အမေကမှာထားတဲ့တံပေါက်ဆန်လေးကိုရေဆေးပြီးတော့မိနစ်30လောက်ရေစိမ်ထားမယ်ဒီမှာအတီးရွက်တွေကအသက်တောင်ကြီးကြီးတည်ရနော်ဝယ်ထားတာတွေတုံးမယ်အော်ဟစ်ပြီးတော့ကြော်မယ်ဒီကြော်ရဲ့အဆင့် you can actually skip it မြန်မာချက်တဲ့အချိန်မှာတီးရွက်တွေပြဲသွားမှာဆိုလို့ကြော်ထားတာဒါပေမဲ့ဝယ်ထားခြင်းနဲ့စက်သွန်ဖြူစီတက်တရဝေးရွယ် green cardamom မြန်မာလိုအဲ့ဒါဘယ်လိုခေါ်လဲမသိဘူးရင်းရင်းမွေးတဲ့ပိုးကောက်မျိုးကြီးနဲ့ခင်းကြီးလိုထည့်ပြီးတော့ခဏမှွေထားမယ်ပြီးတော့နည်းနည်း fresh mint နည်းနည်းမခေါ်ကြပါနဲ့မွေးမွေးပင်လိုပဲခေါ်ကြပါ I love နန်းနန်းပင်အပိကစက်သွန်အနီကြော်စက်သွန်ဖြူကြော်နည်းနည်းမငရုတ်ဒီမုံနာကြော်ထားတဲ့အတီးရွက်လေးထည့်ပြီးမွေးလိုက်မယ်ဒီနေ့ main character Ambika ရဲ့တံပေါက်မစာလေးကိုထည့်ပြီးမွေးလိုက်အနှံ့မွေးပြီးထွက်လာတာအမွေးကြိုင်နေအကုန်လုံးနဲ့ထည့်ပြုတ်ထားတဲ့ဆန်လေးကိုအပေါ်ဖြူးလိုက်ရုံပဲအပေါ်နဲ့စက်သွန်ဒီထောပတ်အယောင်တစနွင်းအရေနတိကျမွေးမွေးပင်လေးကိုဖြူးလိုက်ရင်ပြီးတတ်ပါပြီအဖိုးအပီစနမိနစ်နှက်ထားတဲ့အချိန်မှာဘာလုပ်ရမလဲဆိုတော့ဟိကြော်ညာလေးတစ်ပုဒ်ကိုကြည့်ရမယ်ဒီဗီဒီယိုမှာသုံးထားတဲ့ ingredient တွေအကုန်လုံး Ambika online store ကနေမှာထားတာ Indian spices တွေ rice တွေနဲ့ရှိတဲ့ ingredient တွေအကုန်လုံးတို့စီမှာရှိရဲဒီမှာရှိတဲ့မြန်မာလူမျိုးတွေတောင်မြန်မာ session ဆိုပြီးတက်လုပ်ပေးထားသေးရဲ့မြန်မာရဲ့ maybe 10ဆိုတဲ့ကုတ်လေးနဲ့ဝင် 10% discount ပေးမှာပါ store မှာခြင်းလည်းအပြင်မှာသွားဝယ်လို့ရတယ်စိုက်နေအများကြီးရှိရဲအခုတံပေါက်ဖြစ်လာကြည့်ကြအောင်အနံ့ရရှင်မွေးနေရပဲပုံစံလေးလည်းလှရဲအရသာပဲကြံတော့တယ်ဆန်လေးလည်းလုံးဝကော့ဆင်းနေရလကတက်စားကြည့်လိုက်တော့မူးမေလေးသားတယ် very good ဒီနေ့လေးကိုသုံးပြီးတော့လေစက်သားတံပေါက်ချက်စားလို့ရတယ် thank you for watching bye bye